စိုက်ကိုမလေးကိုမှပတ်သက်မိတဲ့ဆရာတယောက်ရဲ့အဖြစ်ဇလန်းလေးရဲ့အစမှာတော့ကျော်ကြီးကမိဖြူကိုလက်ထပ်ခွင့်တောင်းတာကိုတွေ့ရမှာဖြစ်ပါတယ်။ကျော်ကြီးနဲ့မိဖြူဟာလက်ထပ်ထားတဲ့လင်မယားတွေပဲဖြစ်ပါတယ်။လက်ထပ်ထားပြီးတဲ့နောက်မှာလည်းကျော်ကြီးနဲ့မိဖြူဟာကျောင်းဆရာအလုပ်ကိုဆက်လက်လုပ်ကင်ကြဆဲဖြစ်ပါတယ်။ဒါပေမဲ့ဒီနေ့မှာမိနိုင်လို့ခေါ်တဲ့လာဆနိုင်ကျော်မလေးဟာကျော်ကြီးကိုမိမရှိနေတာတည့်ရက်နဲ့စနိုင်ပါတော့တယ်။ကျော်ကြီးလည်းအစကဘာညာနဲ့ညင်းနေပြီးနောက်ဆုံးမှာအိုင်တင်မခံတော့ပဲစားခဲ့ပါတော့တယ်။ကားပေါ်မှာလည်းမရှောင်စစ်ဖွင့်ရဲတဲ့မိနိုင်တို့ရဲတင်းပုံကကျော်ကြီးတောင်ထိတ်လန့်ခဲ့ရပါတယ်။အခါစားဖန်များလာတော့စားရတာညင်းငွေ့ပြီဖြစ်တဲ့ကျော်ကြီးဟာမိနိုင်ကိုစတင်ခွာပါတော့တယ်။ရဲဆက်စကားတွေပြောလိုက်ရင်မိနိုင်တော့ထက်မကတ်တော့ဘူးလို့ထင်နေပုံပါပဲ။ဒါပေမဲ့ကျော်ကြီးမသိတာကမိနိုင်ဟာတာမန်ကျောင်းသူမဟုတ်ဘူးဆိုတာပါပဲ။တာမန်ကျောင်းသူမဟုတ်ဘူးဆိုတာပါပဲ။မိနိုင်ဟာကျော်ကြီးကိုဖမ်းပြီးကလေးယူဖို့ပြောလာတဲ့အခါဇလန်းအဆုံးထိကိုSakura Drama Channel မှာဝင်ကြည့်နိုင်ပါပြီ။